Hello, and welcome to Tea Leaf English. I'm your host, Thu, and today I've got a special guest. It's E. And this podcast episode is special because we are going to speak in Burmese as well. Minglawa E. Hello, Minglawa Mathu. Thank you for inviting me today. ရပါတယ်အချိန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် So E စစချင်းပေါ့နော် E ရဲ့လက်ရှိလုပ်နေတဲ့အလုပ်ကလေးရယ်ပြီးတော့လက်ရှိပါဝင်နေတဲ့ project တွေအကြောင်းပြောပြပါ မြန်မာက copywriter ပေါ့နော် copywriter လုပ်ပါတယ် I've been a copywriter for like 10 နှစ်လောက်တော့ရှိပြီတော့ကြတော့အခုလောလောဆယ်ကBridge ဆိုတဲ့ agency မှာအလုပ်လုပ်တယ် Bridge ကကြတော့သူက commercial advertising agency မဟုတ်ဘူးသူကကြတော့ social impact အတွက်ပဲအလုပ်လုပ်တဲ့ agency ပေါ့နော်ဆိုတဲ့အခါကြတော့များသောအားဖြင့် project တွေကလည်း behavior change campaign တွေကိုနောက်ပြီးကြတော့ဘယ်လိုပြောရမလဲအခုလက်ရှိလုပ်နေတဲ့ဟာဆိုလို့ရှိရင်360 degree social mobilization campaign ပေါ့နော်အဲ့ဒါကဒီမြန်မာနိုင်ငံကယောက်ျားလေးတွေရော main ကလေးတွေရောအတွက်ကိုmenstruation နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့အမြင်တွေကိုပြောင်းလုပ်တဲ့ campaign ပေါ့နော်ဆိုတော့အဲ့ဟာလေးလက်ရှိလုပ်နေတယ်client ကတော့ bank ကလေးဆိုတော့ social enterprise တခုအတွက်ပေါ့နော်ဟုတ်အဲ့ဒီ copywriting လောကထဲမှာပေါ့နော်လုပ်နေတာကြာသွားပြီလားမသိဘူးဘယ်လောက်ကြာပြီလဲမသိဘူး10နှစ်ရှိပါပြီဒါပေမဲ့ဂျားထဲမှာကတော့ copywriter လုပ်နေရင်ကနေတခြား digital marketing နဲ့ပတ်သက်ပြီးတော့ပြောင်းပြီးတော့လုပ်တဲ့ဟာတွေလည်းရှိတယ်ဒါပေမဲ့တောက်လျှောက်ကတော့ freelance အနေနဲ့ copywriting ကတော့ဆက်ရှိနေတယ်အခု copywriter ပြန်လုပ်နေရတော့3နှစ်ကျော်လောက်ပြန်ဖြစ်သွားပြီပေါ့နော် yeah So E အနေနဲ့ပေါ့နော် copywriter တယောက်ဖြစ်လာဖို့လိုမျိုးသင်တန်းတွေပါတယ်တက်တာရှိလားဒါမှမဟုတ်ရင်ဘွဲတွေပါတယ်ယူရလားပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းဘယ်လိုမျိုးဒီ copywriter တယောက်ဖြစ်လာလဲပေါ့နော်copywriter ဖြစ်လာတာလုံးဝမမျှော်လင့်မဲနဲ့ဖြစ်လာတာပေါ့နော်ပထမဆုံးကြောင်းပြီးတော့ NGO တခုမှအလုပ်လုပ်နေတော့ကိုရဲ့ office tower အောက်မှာnotice board မှာposter တခုတွေ့တယ် poster မှာက drug queen တယောက်သူ့ရဲ့သူ့ပုံပေါ့နော်သူ့ပုံပြီးတော့ဘေးမှာစာသူ့အကြောင်းကိုစလုံးရည်တလောက်နဲ့ရေးပြီးတော့ဒီ email ကိုပို့လိုက်ပါပေါ့နော်အဲ့ကြလို့ရှိရင်you will secure a nice job ဆိုတဲ့ဟာမျိုးတွေ့ရပေါ့နော်ဆိုတဲ့ခါကျတော့ဘာမှမသိပဲနဲ့အဲ့သူ့အကြောင်းကိုပဲအဲ့လိုပဲရေးပြီးတော့ပို့လိုက်တယ်ပို့လိုက်တော့ဖြစ်ချင်တော့အဲ့ဒါက Ogilvy Advertising Agency ရဲ့အလုပ်ခေါ်တဲ့ကြော်ညာစာဖြစ်နေရပေါ့နော်အဲ့တော့ luckily အဲ့မှာအလုပ်ရသွားတယ်ဆိုတော့ copywriter ဆိုတာဘာမှလည်းမသိဘူး advertising agency ဆိုတာဘာမှလည်းမသိပဲနဲ့ copywriter ဖြစ်လာခဲ့တာပေါ့နော်ဒါပေမဲ့ကံကောင်းတာကအဲ့မှာmentor ကောင်းနေနဲ့တွေ့ခဲ့တယ်ဆရာကောင်းနေနဲ့လည်းတေချာတွေ့ခဲ့တဲ့ခါကျတော့အခုလက်ထိ copywriter အလုပ်ကိုကောင်းကောင်းမွန်မွန်တေချာဒီချိန်ကြီးလုပ်နိုင်နေတာပေါ့နော်ဟုတ်ဒါဆို E ရမထင်မှတ်ဖဲနဲ့ဒီလမ်းကြောင်းပေါ်ရောက်လာတယ်ပြောလို့ရပါဘောနော်ဟုတ်တယ်ခုလောလောဆယ်လက်ရှိမှာတော့ပေါ့နော် content writer ဆိုပြီးတော့လည်းခေါ်နေတယ်ပေါ့နော်လုပ်တရဆိုတော့ဒီ copywriter နဲ့ content writer နဲ့ကဘယ်လိုမျိုးတူညီတာရှိလဲဒါမှမဟုတ်ကွာခြားတာရှိလားcopywriter ကကြတော့ဒီကုန်ပစ္စည်းဒါမှမဟုတ်လို့ရှိရင်ကိုပြောချင်တဲ့ message ကိုလူထုကြားထဲကိုရောက်အောင်လို့ပြောတာတို့ရောင်းချင်တဲ့ကုန်ပစ္စည်းကိုလည်းလူတွေဝယ်ချင်အောင်ရောင်းနေဆိုတဲ့ဟာမျိုးပို့ပြီးတော့တက်ရောက်တယ်ပေါ့နော် content writer ကကြတော့သူကဘယ်လိုပြောရမလဲ it can be anything content ကကြတော့ form မျိုးနဲ့လာနိုင်တယ်ဆိုတော့ video content တွေလည်းရှိမယ် written content တွေလည်းရှိမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ dynamic ပဲဖြစ်ဖြစ် static ပဲဖြစ်ဖြစ်အဲ့လို content မျိုးစုံနဲ့လာတယ်ဆိုတော့အဲ့ဟာတွေအကုန်လုံးကိုရေးရတဲ့လူပေါ့နော်သူကရောင်းတာထက်လူတွေကိုပို့ပြီးတော့ aware ဖြစ်အောင်လို့လုပ်တယ်ဆိုတော့သဘောမျိုးကိုရောက်တယ်ဆိုတဲ့အခါကျတော့content အခုအများကြီးခေတ်စားတာတော့social media content တွေရေးတာပေါ့နော် social media content တွေရေးတဲ့ခါကျရင်အများကြီးတစ်ချိန်လုံးဝယ်ဖို့ကြီးပဲရေးနေလို့ပြောနေလို့မရဘူးဒါပေမဲ့ဒီ audience ကိုအများကြီးknowledge ပေးရတယ်ကို brand နဲ့ရင်းနှီးလာအောင်လို့engage လုပ်ရတယ် awareness တွေပေးရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးလုပ်တဲ့ပုံစံချင်းလေးတွေကတော့နည်းနည်းလေးကွဲတယ်ဒါပေမဲ့ content writer ကလည်း copywriting အကြောင်းကိုတေချာသိပြီးတော့တေချာရေးနိုင်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒီ content create လုပ်တာပဲဖြစ်ဖြစ်
ဒါမှမဟုတ်လို့ရှိရင်ဒီ copy ရေးတာပဲဖြစ်ဖြစ်ပို့ပြီးတော့အဆင်ပြေမှာပေါ့နော်ဒါဆိုပို့ပြီးတော့ရှင်းရှင်းလင်းသိသွားပြီပေါ့နော်content writer နဲ့ copywriter ဘယ်လိုကွာလဲဆိုတော့အဲ့တော့ copywriting အနေနဲ့ရောဆိုတော့ဒီ copywriting ရဲ့ဒီအရေးပါပုံပေါ့နော်ဘယ်လောက်ထိရေးပါလဲပြီးတော့ copywriting လုပ်တဲ့နေရာမှာရောဘာတွေကရေးပါလဲစာရေးမယ်ဆိုလို့ရှိရင်အထူးသဖြင့် copywriting ပေါ့နော်လူကိုဝယ်ချင်အောင်လို့ဒါမှမဟုတ်လို့ရှိရင်ကိုဖြစ်စေချင်တဲ့ action ကို तू ကလုပ်အောင်လို့ရေးရတဲ့အခါမှာကိုရေးတဲ့သူကအတွေးအစတွေကရှင်းရှင်းလင်းလင်းရှိထားဖို့လွယ်ကိုကဘာဖြစ်စေချင်တာလဲဒီလူကိုဘယ်လို action ယူစေချင်တာလဲပေါ့နော်ကိုကအတွေးရှင်းပြီဆိုလို့ရှိရင်အဲဒီကိုရေးတဲ့စာကလည်းရှင်းရှင်းလင်းလင်းရှိမယ်ဖတ်ရတဲ့သူကလည်းရှင်းရှင်းလင်းလင်းနဲ့ဘာပြောချင်တဲ့ဆိုတော့သူရဲ့context ကိုလည်းသိချာမိပါမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ copywriting ကအဓိကအဲ့ဟာအရေးကြီးတယ်နောက်အထူးသဖြင့်ကညီမဆိုလို့ရှိရင်ဒီအလုပ်စ copywriter စလုပ်ကြတဲ့ကဘယ်လိုပြောမလဲနိုင်ငံခြားသားတွေနဲ့လုပ်ရတာများတယ်နောက်ပြီးလုပ်ရတဲ့အလုပ်တွေကလည်းinternational brand တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ global concept တွေလာတယ်အဲ့လို global concept တွေကိုမြန်မာနိုင်ငံမှာ adapt ပြန်လုပ်ရတာများတယ်ပေါ့နော်ဆိုတဲ့အခါကျတော့တခါတလေကြာရင်သူတို့စီကနေလာတဲ့content တွေသူတို့လာစီကလာတဲ့ copy တွေကမြန်မာနိုင်ငံရဲ့culture ဒါမှမဟုတ်လို့ရှိရင်ဒီဘာသာစကားနဲ့အဆင်မပြေတဲ့ဟာမျိုးတွေရှိတယ်ရှိတဲ့အခါကျရင်ကိုကအဲ့ဒီ content အဲ့ဒီ copy ရဲ့ context ကိုသိချာနားလည်ရတယ်ပေါ့နော် context ကိုသိချာနားလည်တော့မှအဲ့ဒါကိုမြန်မာလိုပြန်ပြီးတော့ adapt ပြန်လုပ်လို့ရတယ် transcreate ပြန်လုပ်လို့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ copywriting ကအဲ့ဒါကြောင့်ရှင်းရှင်းလင်းလင်းတွေးဖို့လည်းလိုတယ်အကြောင်းအရာကိုရှင်းရှင်းလင်းလင်းကိုကစပြီးတော့အကုန်သိချာသိထားဖို့လည်းလိုတယ်အဲ့တော့မှတွေးရှင်းအောင်အရင်လုပ်ပြီးတော့မှရေးတာလည်းရှင်းမှာပေါ့နော်တော့နောက်ပြီးကြတော့မမြင်ရတဲ့ဒီ brand identity တွေဖြစ်တဲ့ဒီ tone ပေါ့နော်မူရန် tone တွေကိုအဲ့ဒါတွေကိုbrand တစ်ခုနဲ့တစ်ခုမတူအောင်ရေးရတဲ့အခါကျတော့ copywriter အလုပ်ကagency မှာလုပ်တယ်ဆိုလို့ရှိရင်သူက brand တစ်ခုကနေတစ်ခုကိုမြန်ပြောင်းပြီးတော့ရေးရတာရှိတယ်။ဟုတ်လဲဆိုတော့ကိုကတစ်ခုတည်းကိုကင်ထားရတာမဟုတ်တစ်ခါတည်းမှာပဲ brand 3-4ခုလောက်ရေးရတာရှိမယ်။ client 3-4ယောက်အတွက်ကိုရေးပေးနေရတာရှိတယ်။ဆိုတဲ့အခါကျတော့တစ်ခုနဲ့တစ်ခုအဲ့လိုတုံးတွေကိုလည်းရှင်းရှင်းလင်းလင်းသိထားမယ်။တစ်ခုနဲ့တစ်ခုမြန်ပြောင်းပြီးရေးနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေတယ်။နောက်ဟိုဘက်ဖတ်ရတဲ့ audience အတွက်လည်းရှင်းရှင်းလင်းလင်းပို့ရှိမှာပေါ့နော်အဲ့ဆိုပြောပုံရဆိုဥပမာအနေနဲ့ပြောရရင်ဒီထားပါတော့ဒီကြောင်းကြော်ညာတဲ့ copywriting ရှိမယ်ပေါ့နော်အဲ့မှာရေးတဲ့ထုံးကဥမာဘလို့မိဘတွေရေးတာဆိုရင်လည်းနည်းနည်းသူရေးတဲ့ဟာလေးတစ်မျိုးဖြစ်မယ်ပေါ့နောက်ပြီးတော့ချက်ချင်းစပြမောင်ကြော်ညာတို့ဘာလို့ရေးတဲ့အခါကျတုံးတစ်မျိုးပြောင်းသွားတယ်ပေါ့အဲ့လိုမျိုးပြောတာပေါ့နော်ပုံစံမျိုးပဲဟုတ်နောက်အထူးသဖြင့်ကအခုအလုံးမှာဆိုလို့ရှိရင် behavior change လုပ်တဲ့social campaign တွေရေးရတာများတယ်ပေါ့နော် social campaign ခုနကပြောရဲ menstruation နဲ့ပတ်သက်တဲ့ campaign ဆိုလို့ရှိရင်audience က set လုပ်ထားတာကယောက်ျားလေးတွေလည်းရှိရယ် main ကလေးတွေလည်းရှိရယ်ဆိုတဲ့အခါကျတော့အဲ့ဒါပုံမူတည်ပြီးတော့အဲ့မှာရေးရတဲ့ဟာပုံစံလေးတွေလည်းနည်းနည်းပြောင်းသွားတာရှိရယ်ဒါတောင် brand တစ်ခုထဲမှာပဲပေါ့နော်နောက်အဲ့လိုခုနကမတူတဲ့ဟာမျိုးပြောင်းသွားပြီဆိုလို့ရှိရင်ဥမာဒီကိုက menstruation နဲ့ပတ်သက်တဲ့ဟာကိုရေးနေပြီးသွားလို့ရှိရင်ဒီ psychology နဲ့ပတ်သက်ပြီးတော့နည်းနည်းအသိပညာပေးတဲ့ brand တစ်ခုပြောင်းသွားပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ like ဖတ်တဲ့မိဘတွေကိုပြောရအမခုနကပြောပြီးမိဘတွေကိုပြောရတဲ့ခါကျလို့ရှိရင်နောက်ထပ်တုံးကတစ်မျိုးထပ်ပြောင်းသွားတယ်အဲ့လိုပုံစံမျိုးလေးเนาะဟုတ်အဲ့ဆိုရင်ပေါ့နော်ဒီ copywriter တယောက်အနေနဲ့ကြုံတွေ့ရတဲ့ခက်ခဲတွေရှိလားပေါ့နော်အဲ့ဒီခက်ခဲတွေရောဘယ်လိုမျိုးကြော်လွှားခဲ့လဲပေါ့နော်ဟုတ်အခက်အခဲတွေကတော့အများကြီးရှိတယ်ခုနကပြောသူ copywriter ကိုဘာမှမသိဘဲနဲ့ဝင်လာတဲ့ခါကျတော့ copywriting ကဘာလဲအစအဆုံးပြန်သင်ရတာပေါ့နော်အဲ့ဒီဟာလည်းအခက်အခဲတစ်ခုပဲဒါပေမဲ့ခုနကပြောသလိုမျိုးဒီကိုကအလုပ်လုပ်ရတဲ့ခါကျတော့နိုင်ငံသားတွေနဲ့လုပ်ရတဲ့ခါကျလို့ရှိရင်ကိုကသူတို့အတွက်ကိုအရင်content တွေတို့ copy တွေကိုအင်္ဂလိပ်လိုအရင်ရေးပေးရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အင်္ဂလိပ်လိုအရင်ရေးပြီးတော့အဲ့ဒါကို approve okay sign off ဆိုတော့မှမြန်မာလိုပြန်ပြီးတော့ translate လုပ်ရတဲ့ဟာမျိုး adapt လုပ်ရတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးတွေကြားလို့ရှိရင် audience အနေနဲ့ဖတ်ရတာတတောက်မရှိဘူး smooth မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးတွေရှိရပေါ့နော်အဲ့ဒါကိုဒီဘာသာစကားနှစ်ခုကြားထဲမှာအဖူးထင်မရှိအောင်လို့ချောချောမွေ့မွေ့ဖြစ်အောင်လို့ပြန်ရတဲ့ဟာလည်းဒီပုံမှန်ထက်စားလို့ရှိရင်အချိန်တစ်ခုပို့ပြီးတော့ယူရပေါ့နော်နောက်တစ်ခုကကြတော့အင်္ဂလိပ်လိုရေးတဲ့ဟာမျိုးပေါ့နော်
writing အဓိက writing အာရုံထားပြီးတော့ improve ဖြစ်အောင်ကိုလုပ်ရတယ်အဲ့တော့ရေးတဲ့အခါကျလို့ရှိရင်ဒီsocial media content တွေမဟုတ်ဘဲနဲ့တစ်ခေါက်ကဆိုလို့ရှိရင်ပထမဆုံးကြုံရတဲ့အခက်အခဲဆိုပါလဲဆိုပြီးခဲ့တဲ့ agency တစ်ခုမှာဆို newsletter အတွက် newsletter ရေးရတာပေါ့နော် newsletter ကကြတော့လောက်ရှိတယ်စာမျက်နှာ30လောက်ရှိတယ်သူကinternational brand ဆိုတော့ဘာသာစကားနှစ်ခုနဲ့ထုတ်ချင်တာပေါ့နော်မြန်မာနဲ့အင်္ဂလိပ်စာနဲ့ထုတ်ချင်တဲ့ခါကျတော့အင်္ဂလိပ်လိုအရင်ရေးအင်္ဂလိပ်လိုရေးပြီးတော့အဲ့ဒါကို sign off ဖြစ်တော့မှမြန်မာလိုရေးပေါ့နော်အဲ့တုန်းကဆို research တွေတစ်ခါမှလည်း newsletter မရေးဘူးအထူးသဖြင့်အင်္ဂလိပ်လိုမရေးဘူးဒါကြီးကိုလည်းကိုကတာဝန်ယူရတော့မယ်ဆိုအစဆုံး research အများကြီးလုပ် newsletter မှာဘာတွေပါမှာလဲဘယ်လိုတုံးနေနဲ့ရေးကြလဲအဲ့အများကြီး research လုပ်တော်တော်နဲ့မစနိုင်ဘူးအဲ့တော့ဒါပေမဲ့ deadline ကနီးနေပြီဆိုတော့မဖြစ်ဘူးစလိုက်မှဖြစ်မယ်ဆိုပြီးတော့စရေးပြီးတော့မှရေးနဲ့ပဲကိုယ့်ကိုပြင်သွားတယ်ပေါ့နော်ပြင်သွားပြီးတော့ client နဲ့ back and forth နဲ့ပဲနောက်ဆုံးကြတော့ okay သွားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးအခက်အခဲလေးရှိရယ်writing ကိုတော့အဓိကဦးစားပေးပြီးတော့အာရုံထားပြီးimprove ဖြစ်အောင်လုပ်ရတယ်ပေါ့နော်။ဒါပေမဲ့အလုပ်ကနေပဲအများကြီးသင်ပေးသွားတာပေါ့နော်။ကိုကစလုပ်ဖို့ပဲလိုတာ။စမလုပ်လို့ရှိရင်တော့ဘယ်မှမရောက်တော့ဘူးပေါ့နော်။ Okay အဲ့ဆိုအနေနဲ့ခုဒီလက်ရှိမှာပေါ့နော် copywriter တယောက်ဖြစ်ချင်တဲ့သူတွေရှိမယ်ပေါ့နော်သူတို့တွေအတွက်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရင် copywriter တယောက်မှာလိုအပ်တဲ့skills တွေ knowledge တွေဘာတွေရှိလဲပေါ့နော်ဒီ copywriter တယောက်ဖြစ်ဖို့ဘယ်လိုမျိုးတက်မြောက်ထားရမလဲသိထားရမလဲပြီးတော့အဲ့လိုမျိုးတက်မြောက်ဖို့သိဖို့အတွက်ကိုခဏပြောသလိုလုပ်ငန်းခွင်တွေတစ်ခါလေးသင်ယူတာရှိမယ်ဆိုတော့အဲ့ဒါတွေအပြင်ဘယ်လိုမျိုးလုပ်ထားလို့ရလဲပေါ့နော်ဒီ copywriter တယောက်ကောင်းကောင်းဖြစ်လာဖို့copywriter ဖြစ်ဖို့စာရေးတဲ့ရုံနဲ့ပဲတော့မပြီးဘူးပေါ့နော်ဘာကိုအလဲဦးစားပေးရမလဲဆိုတော့ creativity ဆိုတော့ကိုက brief တစ်ခုရလာတယ်ဆိုတာဒါပြဿနာတစ်ခုကိုစီကိုရောက်လာတာပဲကိုကအဲ့ပြဿနာကိုcreative ဖြစ်နဲ့ approach လုပ်ပြီးတော့ပြန်ဖြေရှင်းရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ creativity ကလည်းအရေးပါတယ်စာရေးတဲ့အပြင်မှာတော့လည်းအရေးပါတယ်အထင်မှာပါတယ်ပေါ့နော်ပြီးတော့ဒီစာရေးတဲ့အခါကျတော့လည်းတန်းပြီးရေးလို့ရတာမဟုတ်ဘူး copywriter ဖြစ်တဲ့ကြောင့်မို့လို့topic တွေအများကြီးပဲမတူတဲ့ client တွေ brand တွေမျိုးစုံရေးရတော့ကိုကအများတန်းresearch ကအများလုပ်နေဖို့လိုတယ်ပေါ့နော်အဲ့တော့တစ်ချိန်လုံးဘယ်ဟာကိုမဆိုကို curious ဖြစ်နေဖို့လည်းလိုတယ်အဲ့တော့ကြတော့မှမေးခွန်းတွေအများကြီးလဲမေးပေါ့နော်ဆိုတော့အကြောင်းအရာတစ်ခုနားလည်ဖို့အတွက်အများကြီးလုပ်ရတယ်ဆိုတဲ့အခါကျတော့အများတန်းကိုကပြော curious ဖြစ်နေဖို့လည်းလိုတယ်ပေါ့နော်နောက်ထပ်အရေးကြီးတာကြတော့ content နဲ့ context ကိုသေချာနားလည်ဖို့လိုရယ်ပေါ့နော် content ကတော့မြန်မာခုနကအရှိမလည်းပြောသွားတယ် form တွေအများကြီးရှိရယ်video ပုံစံနဲ့လာတာရှိရယ်ရေးတဲ့ written ပုံစံနဲ့လာတာရှိရယ်ပေါ့နော်ဆိုတော့နောက်ပြီးcontent writer တွေကြားထဲမှာဒီအသုံးများတဲ့စကားတစ်ခုရှိရယ်ပေါ့နော် content is king ဆိုတဲ့ဟာအဲ့တော့ဒါပေမဲ့တစ်ခုသတိထားရမှာက content cannot be king without context ဆိုတော့ကိုရေးလိုက်တဲ့ content ကဒီသူ့ရဲ့context ဘာမှမသိလို့ရှိရင်တကယ်အထီရောက်တဲ့ဟာဖြစ်မလာနိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဒီ content နဲ့ context ကိုလည်းသိချာဒီနှစ်ခုကိုအတွဲညီဖြစ်အောင်လို့စဉ်းစားတင်တယ်ပေါ့နော်ဆိုတော့အဲ့ဟာတွေကစာရေးတာတစ်ခုတည်းတင်မဟုတ်ဘဲနဲ့ copywriter တယောက်အနေနဲ့ရှိတဲ့quality လို့ပဲပြောရမလားအရေးချင်းပေါ့နော်အဲ့ဒီဟာလေးပေါ့အဲ့ဆိုပြောသွားပုံရဆိုရင်ဒီစာရေးတဲ့ copywriter mainly တော့စာရေးတာပေါ့နော်ဒါပေမဲ့အဲ့စာရေးရတာကိုဒီအသုံးလုံးတွေစာရေးတာသိတာအပြင်သူရဲ့တခြား communicational reasons တွေလို့ပြောလို့ရအောင်ပေါ့နော်အဲ့ဒါတွေကိုသိထားတဲ့ပေါ့နော်နောက်ပြီးတော့အများအား creative ဖြစ်နေဖို့နဲ့ပြီးတော့အများအား curious ဖြစ်နေဖို့ပေါ့ဆိုတော့ဒီ copywriter တယောက်အနေနဲ့ရောcommunication skill ကဘယ်လိုခုန communication skill ရေးပါတာပေါ့နော် copywriter ဆိုရေးနေပြုနေတော့သူများကို influence လုပ်နေတာဆိုတော့ဒါပေမဲ့ဒီ communication skill ရောဒီအလုပ်ခွင့်ရယ်နောက်ကိုအလုပ်မှာရောဘယ်လောက်ထိအရေးပါလဲပေါ့နော်ဟိုမှာ communication skill တွေတနေ့ရုံးမှာလုပ်မှာဘာတွေလုပ်ရလဲပေါ့နော်အားတစ်ချက်လောက်ပြပြပေးပါလားcopywriter ကဘာသူခုနကပြောသလိုပဲ communicate လုပ်နေရတာပေါ့နော် communicate လုပ်နေရဆိုတော့သူကိုယ်တိုင်ကလည်းဒီ scale ကိုဘယ်လိုလဲကိုနဲ့တသားလေးဖြစ်နေကောင်းဆုံးပဲကိုကအများစကား verbally လဲပြောစရာရှိတဲ့ဟာမျိုးပုံဝင်လင်းလင်းနောက်ကြတော့ပြောစရာရှိတာပြောမယ်နောက်ကြနားထောင်တဲ့ခါကြလို့ရှိရင်လည်းအပြေအဝနားထောင်ပေါ့နော်ဆိုတဲ့ခါကြတော့
အဲ့လိုမျိုးကိုယ့်ရဲ့နေ့စဉ်ဘဝကိုအဲ့လိုလေးဖြတ်သန်းနိုင်တယ်ဆိုလို့ရှိရင်တော့ copywriter အတွက်ကတော့ is a win ပဲပေါ့နော်ဘာလို့လဲဆိုတော့copywriter ကရေးပြီးသွားပြီဆိုလို့ရှိရင်ကိုတယောက်တည်းဒါကြီးကိုဖတ်ပြီးတော့ okay ဆိုပြီးတော့သွားလိုက်လို့ရတဲ့ဟာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ဘေးကဒီတူတူတွဲလို့ရတဲ့ teammate ပေါ့နော်သူတို့ကိုဒီဟာတွေဖတ်ပြီးတော့ review လုပ်ခိုင်းရတာမျိုးရှိမယ်review လုပ်ပြီးတဲ့ခါကျရင်ဟိုဘက်ကပြန်လာတဲ့အကြံဉာဏ်နဲ့ feedback တွေကိုလည်းကိုကopen mind ထားပြီးတော့လက်ခံတဲ့ဟာကိုလက်ခံရတယ်ပြီးသွားလို့ရှိရင်ပြင်သင့်တဲ့ဟာကိုပြင်ရတယ်နောက်ကျတော့ advertising ဒီလို communication လောကမှာက agency လောကမှာပေါ့နော်feedback လို့ပြောလိုက်လို့ရှိရင်လူတွေကအရန်ဘယ်လိုပြောရမလဲအရန်အမြင်ကတ်တယ်လို့ပြောမုန်းကြတယ်ပေါ့နော် feedback တွေအများကြီးလာတယ် feedback တွေလာပြန်ပြီဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါကတော့copywriter နဲ့ဘယ်လိုပြောရမလဲဒါကagency နဲ့ client နဲ့ဆိုတဲ့ဟာဒါအများကြီးရှိနေမှာပဲပေါ့နော်အကုန်လုံးကကောင်းဖို့ဆိုတဲ့ result တစ်ခုစီကိုတူတူသွားနေတယ် result တစ်ခုရအောင်တူတူသွားနေတဲ့ခါကျတော့ဒါရှောင်လွှဲလို့မရဘူးဆိုတော့အဲ့ဒါကိုက open mind ဖြစ်ဖို့လိုရပေါ့နော်ဆိုတော့ဘယ်လိုပြောရမလဲအဲ့တော့မေးစရာရှိတယ်ဆိုလို့ရှိရင်လည်းမေးခုနကလိုမျိုး curious ဖြစ်နေရမယ်ဆိုကြတဲ့အမြဲတမ်းမေးခွန်းတွေလည်းတောက်လျှောက်မေးနေမှာလဲကိုကအများကြီးဘယ်လိုပြောမလဲကဘာကြီးလောကကြီးအကြောင်းသင်ယူနိုင်မှာပေါ့နော်။ဆိုတော့လောကကြီးအကြောင်းသင်ယူနိုင်မှလည်းစကားကြီးပြောရမယ်ဆိုလို့ရှိရင်အဲ့ကဘာကြီးကိုပဲပြောင်းလဲနိုင်မှာပေါ့နော်။ဆိုတဲ့အခါကျတော့curiosity နဲ့ open mind ကလည်းအရေးပါတယ်ပေါ့နော်။အဲ့တော့နေတိုင်း communicate ဒီလုပ်ဖို့လိုတယ်။ကိုယ့်ရဲ့ teammate နဲ့ပဲဖြစ်ဖြစ်နောက်ကြတော့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲ community ပေါ့နော် copywriting ဒီ creative agency community ပဲဖြစ်ဖြစ်အများအား communicate လုပ်နေပြီးတော့မျက်စိဖွင့်နားစွင့်ထားဖို့လိုတယ်ပေါ့နော်ဟုတ်ဒီ communication နေနဲ့ကအရေးပါတယ်နောက်ဘာသာစကားအနေနဲ့ဆိုရင်ရောဒီအင်္ဂလိပ်ဘာသာစကားကိုဒီလောက copywriter ကတော့မြန်မာလိုလည်းခဏဣပြောရတဲ့ထဲမှာတော့ပါတယ်ပေါ့နော်မြန်မာလိုလည်းရေးရတယ်တခါလေ client စီရောမူတည်ပြီးတော့အင်္ဂလိပ်လိုလည်းရေးရရှိရဆိုတော့ဒီအင်္ဂလိပ်ဘာသာစကားကိုဘယ်လောက်ထိအရေးပါတယ်ပေါ့နော်ဒီတော့မှာဘယ်လိုပြောလဲညီမအတွက်ကတော့အင်္ဂလိပ်ဘာသာစကားကတော့တော်တော်အရေးပါတယ်ထဲမှာပါတယ်ဘာလို့လဲဆိုတော့လုပ်ခဲ့ရတဲ့ agency ရောလက်ရှိလုပ်နေရတဲ့ဟာတွေရောကတော်အကုန်လုံးနှီးပါးကလို့နိုင်ငံခြားသားနဲ့ပဲပြောဆိုဆက်ဆံရတယ်ဆိုတဲ့ခါကျတော့အင်္ဂလိပ်စာကတော့တေချာပေါက်အရေးကြီးတယ်ပေါ့နော်ဒါပေမဲ့ခုနကပြောရသလို copywriting ကတကယ်တော့ communicate လုပ်နေတာရှင်းရှင်းလင်းလင်း communicate လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကသူ့ရဲ့လိုအပ်ချက်ပြည့်စုံတယ်လို့ပြောလို့ရတယ်ပေါ့နော်အင်္ဂလိပ်စာကတော့အများနဲ့လေးလာနေမှလည်းအဆင်ပြေမယ်။ဘာလို့လဲဆိုတော့ तू ကလည်းလုံးဝပြောင်းတစ်ခါတလေကြာလို့ရှိရင်အများနဲ့ဒိဗယ်တွေစကားဝေါ်ဟာရအသစ်တွေအများနဲ့ထွက်နေတယ်အများနဲ့ပြောင်းနေတဲ့အခါကျတော့ညီမကဘာလုပ်လဲဆိုတော့ဒီ copywriting နဲ့ပတ်သက်တဲ့ newsletter တွေကို subscribe လုပ်တယ်။အဲ့ဒီဟာတွေကိုဖတ်တယ်။ဖတ်ပြီးသွားလို့ရှိရင်ဘယ်လိုမျိုး vocabulary တွေသုံးနေကြလဲ။တခြားမှာဘယ်လိုဟာတွေ terms တွေကအခုခေတ်စားနေပြီလဲဆိုတဲ့ဟာမျိုးပေါ့နော်။အဲ့ဒါတွေကအများနဲ့ like ကြည့်နေရတယ်။အဲ့တော့မှဒီကိုယ့်ရဲ့ target audience ကGen Z ဆိုလဲ Gen Z နောက်ဒါမှမဟုတ်လို့ရှိရင်လဲ Gen Alpha ဆိုလို့ရှိရင်လဲ Alpha သူတို့နဲ့အများကြီးမျက်ခြေပြတ်သွားလို့မဖြစ်ဘူးပေါ့နော်အဲ့တော့မှသူတို့ဘာသာစကားကိုသိတော့မှအဲ့တော့အင်္ဂလိပ်လိုဆိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုဒီမတူတဲ့ generation တွေရဲ့ဘာသာစကားတွေကိုလည်းနားလည်နေမှာဖြစ်မှာပေါ့နော်ဆိုတော့အခါကျတော့အဲ့ဒီအင်္ဂလိပ်စာကလည်းအများကြီးလေ့လာနေမှာဖြစ်မယ်မြန်မာစကားကလည်းအဲ့လိုပဲအများကြီးလေ့လာနေမှာဖြစ်မယ်ပေါ့နော်အဲ့တော့ language ကတော့အရန်အရေးပါတယ် copywriter ဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒါအမြဲတမ်းကင်းလို့မရတဲ့အရာပဲပေါ့နော် Okay အဲ့ဆိုဤနောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော်ဤအနေနဲ့ဒီ copywriting လုပ်တဲ့တက်တန်းတစ်လျှောက်လုံးမှာလို့ကိုအရန်ကြိုက်တဲ့စာသားတွေလို့တောင်းကိုအရန်ကြိုက်ခဲ့တဲ့လူမျိုးcampaign တွေပါတယ်ရှိလားမသိဘူးဒီလို share လို့ရရင်အဲ့ထဲတစ်ခုလောက်ပြပြပေးပါလားလက်တလောလုပ်ခဲ့တဲ့ campaign လေးကိုပဲတစ်ချက် share ပေးခြင်းတယ်အဲ့ဒါက again menstruation campaign အတွက်ကိုလုပ်ခဲ့တဲ့ဟာပေါ့နော်သူကperiod blood equal to life blood အသက်သွေးညီမျှခြင်းယာတီသွေးဆိုတော့ယာတီသွေးကအသက်သွေးနဲ့တန်းတူညီမျှအရေးပါတယ်ဆိုတော့ဒါ campaign tagline ပေါ့နော်အဲ့ campaign tagline ကိုဒီမြန်မာနိုင်ငံကယောက်ျားမိန်းမဦးလေးအတော်အကုန်လုံးသိအောင်လို့ဒါ communicate လုပ်ရတယ် campaign 360 campaign ပေါ့နော်360 degree သွားထားတဲ့ campaign ပေါ့အဲ့တော့အဲ့ campaign မှာအစအဆုံးပါဝင်ခွင့်ရတယ်ပေါ့နော်ပါဝင်ခွင့်ရတယ်အဲ့ copywriting နဲ့ပတ်သက်ပြီးတော့ရောဒီ creative process တွေနဲ့ပတ်သက်ပြီးတော့ရော
ဒီ strategy အစကနေပြီးနောက်ဆုံး execute လုပ်ပြီးတော့ campaign wrap up လုပ်တဲ့အထိပါဝင်ခွင့်ရပေါ့အဲ့ဒီ campaign ကတော့တော်တော်တရန်သဘောကျတယ်နောက်ဒီ campaign မှာကထင်ထားတဲ့အများကြီးလူတွေတော်တော်ဒါကို aware ဖြစ်ကြတယ်ပေါ့နော်နောက်ကြတော့သူတို့ရဲ့သူတို့ဘဝမှာလည်းမသိသေးတဲ့ဟာတွေသိသွားရတယ်ဆိုတဲ့ဟာမျိုးနောက်အသားအမိချင်းကြားထဲမှာလည်းပို့ပြီးပွင့်လင်းလာရာသီသွေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးပွင့်လင်းလာတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေကိုကိုယ်တိုင်ဒီ exhibition တွေမှာပြန်ကြားရတာတို့ဘာလို့ဆိုလို့ရှိရင်အရန်ကိုဘယ်လိုပြောမလဲကောင်းတာတစ်ခုခုလုံးလိုက်နိုင်တယ်ဆိုတဲ့ဟာမျိုးကိုယူရပေါ့နော်နောက်အဲ့ဒီ360 degree campaign တွေကနေမှဘယ်လိုပြောမလဲမှတ်ရအရှိဆုံး content ကိုပြောရမယ်ဆိုလို့ရှိရင်exhibition content ပေါ့နော်ဒီ campaign ကိုစပြီးတော့ launch လုပ်တော့ exhibition တစ်ခုနဲ့တွဲပြီးတော့ launch လုပ်တယ်အဲ့ exhibition ကဘာလဲဆိုတော့ဒီ nature nature ရဲ့elements တွေပေါ့နော်ဘယ်လိုပြောမလဲပန်းပွင့်ဖက်ကလေးတွေတို့ဒါမှမဟုတ်လို့ရှိရင်သွေးနောက်အဝတ်စာတွေလူတွေသူတို့တွေကို close up ရိုက်ပြီးတော့ဒီသွေးပုံစံမျိုး nature ကိုပြတာပေါ့နော်အသက်သွေးရာသီသွေးဆိုတဲ့ဟာမျိုးပြအဲ့တော့အဲ့ဒါတွေအကုန်လုံးကိုဒီ creative team က studio ထဲမှာရိုက်တယ်ညီမကကြတော့အဲ့ပုံတွေနဲ့တွဲပြီးတော့စာရေးရပေါ့နော် exhibition အတွက် copy ရေးရတယ်ဆိုတော့အဲ့ဒီ exhibition မှာဒီပုံတွေရယ်စာတွေရယ်နဲ့ပြခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲမှာလူတွေအများကြီးလည်းလာကြည့်တယ်ကြည့်ပြီးတော့အဲ့ဒါကိုလည်းတကယ်နားလေသဘောပေါက်ပြီးတော့သဘောကျကြတယ်ပေါ့နော်နောက်ပြီးသူတို့မသိလိုက်တဲ့ဟာတွေမသိသေးတဲ့ဟာတွေနောက်ပြီးမပြောရဲဟာတွေကိုလည်းအဲ့ဒီမှာတွေ့ပြီးတော့ပြောဖို့အတွက်ကိုစပြီးတွန်းအားရခဲ့ကြတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီ exhibition content ကတော့မှတ်ရအရင်သဘောကျတဲ့အထဲမှာတော့ပါတယ်ကျေးဇူးတင်ပါတယ်ခုလိုမျိုး share ပေးတယ်ပေါ့နော်နောက်ဆုံးအနေနဲ့လူထပ်ပြောခြင်းနဲ့ထပ်ထည့်ခြင်းနဲ့ဟာလေးရှိသေးလားမသိဘူးနောက်ဆုံးအနေနဲ့ဆိုရင်ဒီethic ရယ် empathy ရယ် edit ရယ်အဲ့ဒီသုံးခုမမေ့ပါနဲ့လို့ပြောချင်တယ်ပေါ့နော် copywriter တွေအနေနဲ့ဆိုတော့အခုစာရေးပြီဆိုလို့ရှိရင်ethic ကိုလည်းစိတ်ထဲမှာထားပြီးတော့ရေးပါပေါ့နော်ချိုးဟာတွေကရေးတဲ့ဟာတွေလားဘာမှမလို့ရှိရင်ကိုရောင်းလိုက်လို့ရှိရင်ဒါသူများအတွက်ကောတကယ်ချိုးရှိသွားမယ့်ဟာလားတစ်စုံတစ်ယောက်ကမထိခိုက်သွားဘူးလားထိခိုက်သွားလားဆိုတဲ့ဟာမျိုးကောင်းတဲ့မှာထားဖို့လိုတယ်နောက်ကြတော့ empathy ပေါ့နော်အဲ့တော့ကိုပြောနေတဲ့ audience ကိုသူ့ကိုဘယ်လိုပြောမလဲကိုချင်းစာတရားလေးနဲ့စာရေးတာမျိုးပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒါမှနားထောင်ရတဲ့သူကကိုဆိုလို့ရှိရင်ရောဒီစာကိုဖတ်ရတဲ့သူကကိုဆိုလို့ရှိရင်ရောဘယ်လိုနေမလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးရှိဖို့လိုတယ်နောက်ဆုံးတစ်ခုကတော့ edit ကတော့ copywriter တွေနဲ့မစိမ့်တဲ့စကားလုံးပဲပေါ့နော်ရေးပြီးသွားရင်ဒီတိုင်းပဲမပေးလိုက်နဲ့ခဏလေးထားပြီးတော့ချိန်တစ်ခုပေးပြီးတော့ပြန်ဖတ်သူများကိုလည်းပေးဖတ်ချိန်မရအောင်ဆိုလို့ရှိရင်ကိုယ့်ကိုပြန်ဖတ်ပြီးတော့ edit လုပ်ဖို့မမေ့နဲ့ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီ 3 ခုလေးနဲ့ပြောပြီးတော့ဒီကုန်းချုပ်ပြင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီလိုခုလိုလာပြီးတော့ချိန်ပေးတဲ့အတွက်ပေါ့sharing လုပ်ပေးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ဟုတ်ဖိတ်ပေးရလဲကျေးဇူးအများကြီးတင်ပါတယ်မသူThis is Tea Leaf English, where we brew knowledge, sip inspiration, and connect with a vibrant community of teachers. Happy teaching!